အားလုံးမင်္ဂလာပါဒါကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုတော့မဟုတ်ဒါပေမဲ့ပထမဆုံးကျွန်တော်အရေးဆုံးပြီးတော့စကားပြောဖို့ကြိုးစားတဲ့စပြီးတော့လုပ်တဲ့ဟာမျိုးလေဆိုတော့ကဒီနေ့မှာကျွန်တော်ပြန်ပြီးတော့ကိုလည်းနည်းနည်း introduction နေနဲ့ပဲပြန်မိတ်ဆက်ပြရစေကျွန်တော်နာမည်ဆန်ဦးပါဒီလက်ရှိကယ်လီဖိုးနီးယားမှာနေရပါလိပြီးတော့ခုကျောင်းတက်တယ်လုပ်တယ်ပြီးရင်နောက်ထပ်ကိုယ့်ရဲ့ဝတ္တနာပါတာကိုယ့်ရဲ့အချိန်နေကိုယ်နဲ့ဘယ်လိုမျိုးပိုကောင်းအောင်ပို့ပြီးတော့နေပြောင်းလုပ်မလဲဆိုပြီးတော့နည်းနည်းကြိုးစားနေရလို့ပေါ့လေကျွန်တော်စပြီးတော့ဒီ content တွေလုပ်ချင်တယ်ပေါ့လေဆိုတော့လုပ်ချင်တဲ့ဘာကြောင့်ဒီ video တွေလုပ်မှာလဲဆိုတော့တောက်လျှောက်ကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်ရဲ့အတွေ့အမြင်ဖယားမှတ်ရဘုဒ္ဓတာပြီးရင်ဒီတွေးစားလေးအားလုံးကို share လုပ်ချင်တယ်ပြီးရင်တချို့တော်များမရှိတဲ့ကိုယ်ပိုင် personal ဖြစ်တဲ့ authentic ဖြစ်နိုင်တဲ့လောက်ဖြစ်မဲ့အကြောင်းအရာလေးတွေ experience တွေကိုလည်း share ချင်ပါတယ်ပြဿနာတစ်ခုရှိတာကတော့ဒီပြဿနာတစ်ခုတော့မပြဿနာရတော့အများကြီးပဲသူသဖြင့်ကျွန်တော်ကိုယ် personally ကဘယ်လိုကောင်းလဲညင်တော့ဒီဗီဒီယိုတွေလုပ်ဖို့စကားပြောဖို့ဆိုတာဘယ်တော့မှမတွေ့ခဲ့ဘူးပေါ့နိဒါပေမဲ့တကြီးလာတယ်လေကိုတယောက်တည်းချိန်လုံးကိုကောင်းထဲမှာရှိနေရတဲ့သူများနဲ့ဒီ communicate လုပ်ချင်တယ် community တစ်ခုလုပ်ချင်တယ်ပြီးလူတွေနဲ့ပို့ပြီးတော့ connection တစ်ခုလုပ်ချင်တယ်ဆိုရက်ရည်ချက်နဲ့ဒီ social media ကိုစပြီးတော့လုပ်ဖို့စဉ်းစားရပေါ့နိစဉ်းစားတဲ့အချိန်မှာနောက်ကိုယ်တိုင်ရဲ့အဓိက personal challenge တွေဟာအများကြီးပဲရှိတယ်ဘာလို့ဆိုတော့နောက်ကိုယ်တိုင်အရင်ဟိုကလေးကတိတ်ဘယ်လိုကောင်းမလဲတိတ်တကြွနဲ့စကားဒီပါတယ်မြန်မာစကားမပြောတတ်ဘူးမပြောခဲ့တဲ့ကလေးလိုပဲပြောမှာပေါ့အဲ့တော့တောက်လျှောက်ကျောင်းမှာရောအိမ်မှာရောအဲ့လောက်ကြီးတိတ်စကားများများမပြောဖြစ်ခဲ့ဘူးပေါ့ဆိုတော့မြန်မာလိုပြောရင်လည်းအေးရတယ်ပဲပါတယ်ဆိုတော့ဒီခုကြီးလာတော့အဲ့ဒါပြဿနာတက်တယ်ပြဿနာကတော့အများကြီးပဲပေါ့လေဒီလူတွေနဲ့ communicate လုပ်တဲ့အချိန်မှာစကားပြောတဲ့အချိန်မှာပြီးရင်စကားလုံးတွေကိုယ့်ရဲ့ thoughts ကိုယ့်ရဲ့ပြောချင်တဲ့အရာအကောင်းတွေမှာရှိတယ်ဒါပေမဲ့အဲ့ဒါကိုစကားလုံးတွေနဲ့ပြန်ပြောဖို့ဒီခုနပြောတဲ့ communication storytelling ဘယ်လိုကောင်းလဲဒီစကားလုံးရှာတဲ့ချိန်မှာပြဿနာတက်တယ်အဲ့တော့လုံးမယ်နဲ့ကိုယ်ဆိုရင် channel စလောက်တာတော့တနေ့ခွဲလောက်တောင်ကြော်ပြီပေါ့လေကြော်ပြီဆိုတော့ဒါပေမဲ့ခုချိန်မှာတော့ပို့လဲအချိန်ရတယ်ပို့ပြီးတော့နည်းနည်းလေးကိုနည်းနည်းလေး push လုပ်ချင်တယ် challenge လေးတစ်ခုလုပ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်စပြီးတော့ video လုပ်ဖို့စဉ်းစားလိုက်တာပေါ့နိအဲ့တော့ဒီနေ့မှာ trade တော့ကျွန်တော်မှပြောချက်မရှိပါဘူးကျွန်တော်ကိုယ်တိုင်တရားကစပြီးတော့ test လုပ်တယ် experiment လုပ်တဲ့သဘောပဲဆိုတော့နောက်ဘယ်သူလဲတော့ဘာလို့ဒီ channel လုပ်ချင်တာလေးကိုပဲအတူတူလေးintro လုပ်ချင်တာပါလေဆိုတော့နောက်ထပ်ဘာ video တွေလုပ်မှလဲဘယ်လို content လုပ်မှလဲဆိုတာတော့ခုနကကျွန်တော်ပြောသလိုနောက်မြန်မာပြည်ကနေဒီကိုရောက်လာတာဘယ်နှစ်ရှိလဲ4-5နှစ်လောက်4နှစ်ပေါ့လေ4နှစ်နီးပါးလောက်ရှိပြီဒါပေမဲ့4နှစ်နီးပါးအတွင်းမှာကျွန်တော်ရဲ့ personally ရောဒီ physically mentally experience ရှိတယ်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့အလုံးမှာလည်းပတ်သက်ပြီးတော့နောက်ထပ်လည်းလာမဲ့ကျွန်တော်ရဲ့ဒီရှေ့လျှောက် journey မှာဒီကျွန်တော်ရဲ့ personal experience တွေတွေ့မြင်လေးတွေပြီးသင်ယူရတဲ့လေ့လာရတဲ့ knowledge လေးတွေကအလုံးကုန်လူတွေနဲ့ဘယ်လိုကောင်းလဲnetworking တခုလုပ်ချင်တယ်တက်နိုင်တဲ့လောက်ကိုကောင်းထဲမှာပဲတိတ်မထားမဲနဲ့နည်းနည်း express လုပ်ချင်တယ်ဆိုရက်အတွေ့ပါလေအဲကြောင့်ဒီ video တွေကိုစပြီးတော့အဓိကနေတဲ့လုပ်ချင်တာပေါ့ဆိုတော့အခုစပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်အခုပြောနေရင်လည်း
ဘယ်လိုခေါ်မလဲစကားပြောတာတော်တော်လေးကိုနည်းနည်းလေးခက်ခဲတယ်ပေါ့စကားလုံးရှာမရတာတော့နည်းနည်းဟိုလိုဒီလိုဖြစ်နေရတယ်ရှိတယ်အဲ့အတွက်အားလုံးကိုကြိုပြီးတော့ sorry ပြောချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒါ practice လုပ်နေရပါလိအဲ့အတွက်နောက်ပိုင်းမှာတော့ဒီတက် baby နဲ့ကောင်းအောင် baby နဲ့နည်းနည်း value တစ်ခုပေးနိုင်တဲ့ content တွေဖြစ်အောင်တော့ကိုစူးစမ်းပါမယ်အဲ့အတွက်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ် video တွေကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါပြီးတော့ follow subscribe comment တခုခုရေးခဲ့ပေးပါမယ်နော်ဆိုတော့ဒီကြည့်ပေးတာကျေးဇူးများတင်ပါတယ်ဒီ video မှာ view တွေရကြနေရမများကြလည်းမရဘူးဒါပေမဲ့အနည်းဆုံးကြည့်ဖြစ်တယ်ဆိုရင်ကြည့်ဖြစ်တဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ဆိုတော့နောက်ထပ်နောက်ကိုယ်တိုင်နောက်ရဲ့ journey တစ်ခုကိုအားလုံးနဲ့အတူသွားချင်တယ်ပေါ့လေအဲ့အတွက် channel လေးကို support လုပ်ပေးပါကျေးဇူးများတင်ပါတယ်နောက် video တွေမှာဆက်ပြီးတော့တွေ့ပါမယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးပါ